အာတီမီယာကဘက်တာဖောက်သူတွေမဖြစ်မနေစောင့်ထားတင်ပါတယ်အာတီမီယာကအဲပန်နဲ့ဖောက်မယ်ဆိုရင်တော့18နာရီလောက်ဆိုရင်စပြီးတော့ပေါက်ပါတယ်၄ရက်သား fry တွေကိုကျွေးမယ်ဆိုရင်တော့18နာရီပေါက်ထားတဲ့အာတီမီယာကိုသာကျွေးလို့ရမှာဖြစ်ပါတယ်အာတီမီယာဖောက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ fry ကိုအရင်ကြည့်လိုက်ပေါ့နော်ကိုယ်မှာ fry ကအကောင့်100ရှိရလားအကောင့်900လောက်ရှိရလားပေါ့နော်အဲ့ဒီမျိုးစားပုံမူတည်ပြီးတော့ကျွန်တော်အာတီကိုလိုသလောက်ပဲဖောက်ပေးလို့ရပါတယ်အာတီမီယာဖောက်တဲ့အခါမှာ24နာရီအောက်ဆီဂျင်မပြတ်ပေးဖို့တော့လိုအပ်တယ်ပေါ့နော်24နာရီမပြတ်အောက်ဆီဂျင်ပေးထားမယ်ဆိုရင်18နာရီနဲ့တန်းပေါက်ပါတယ်အကယ်ကျွန်တော်မီးရလာလိုက်ပြတ်လိုက်သို့မဟုတ်အကြောင်းမျိုးကြောင့်မပေးဖြစ်တာမျိုးဆိုလို့ရှိရင်တော့24နာရီထက်နည်းနည်းတော့ပို့ပြီးတော့ကြာတယ်ပေါ့။ဘာပဲဖြစ်ဖြစ်အာတီမီယာကဒီ9သားပေါက်လေးတွေရှင်းကြံမှုအတွက်အရေးကြီးဆုံးအစားတစ်ခုဖြစ်ပါတယ်။ဘက်တာဖောက်ရင်ကျွန်တော်ဘယ်ကန်နဲ့ဖြစ်ဖောက်လို့ရပါတယ်ကျွန်တော်ကတော့လက်ရှိမှန်ကန်နဲ့ဖောက်ထားပါတယ်မှန်ကန်နဲ့ဆိုတော့ဒီကောင်လေးတွေအစာမဝင်ကျွန်တော်စစ်ဆေးလို့ရတယ်အာတီကျွေးတဲ့အခါမှာနေရာနှံ့နေဖို့အရင်အရေးကြီးတယ်ကျွန်တော်တို့အာတီမီယာကိုဘာကြောင့်ကျွေးရလဲဆိုလို့ရှိရင်အာတီမီယာတွေကရှင်နေတာဖြစ်တဲ့အတွက်သူတို့ကရေထဲမှာကူးခတ်နေမယ်အဲ့ချိန်မှာဘက်တာအပေါက်လေးတွေရတယ်ကူးခတ်မယ်ကူးခတ်တဲ့အခါမှာသူတို့နှစ်ယောက်တိုက်မိတဲ့အခါမှာဒီ9သားပေါက်တွေကအာတီမီယာတွေစားမိသွားတယ်အဲ့လိုနဲ့နောက်ပိုင်းအစာမန်းတိလာတဲ့အတွက်သူတို့ကအာတီကျွေးတိုင်းမှာအစာကိုလိုက်ဟတ်တတ်တဲ့သဘောပါပဲအဲ့ဒီအတွက်ကြောင့်အာတီမီယာကိုကျွေးခိုင်းတာဖြစ်ပါတယ်ကျွန်တော်ငုံနှစ်တွေပါတယ်ကြတော့ရေရှည်မှာကဘာဖြစ်လဲဆိုတော့ငုံနှစ်ကျွေးလိုက်လို့ရှိရင်ကျွန်တော်ရေ quality ကျတယ်ပြီးတော့စီဝေးရယ်ပြီးတော့အဲ့ဒီအစာကတနေရာထဲမှာနေနေတာဖြစ်တဲ့အတွက်ငါးလေးတွေအစာဝင်မှု chance ကအရန်နေရဗျာအဲ့တော့အာတီမီယာကိုဒါကျွန်တော်သုံးစေချင်ပါတယ်ဒီနေ့ကျွန်တော်ဆိုင်မှာဘက်တာကန်လေးတွေရောက်ထားပါတယ်ကန်ကတော့ကျွန်တော်စီမှာအမျိုးအစား2မျိုးရပါတယ်အလျား6လက်မအနံ4လက်မနဲ့အမြင့်8လက်မကန်လေးတွေပါဒီကန်လေးကတော့ဘယ် domestic ဘက်တာဖြစ်ဖြစ် wine ဘက်တာဖြစ်ဖြစ်မွေးလို့အသင့်တော်ဆုံးကန်လေးတွေဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးကိုကအခဲလေးတွေလည်းထည့်ခြင်းနဲ့ကြောက်လေးနဲ့ dribble လေးနဲ့နည်းနည်းပပအလှဆင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အလျားက8လက်မအနံက6လက်မနဲ့အမြင့်9လက်မကန်လေးတွေရပါမယ်ဒီကန်လေးကတော့ကျွန်တော်စီမှာလက်ရှိ install ရှိတဲ့ကန်လေးတွေပဲဖြစ်ပါတယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok Telegram Viber နဲ့ Facebook တို့ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်ဒါကတော့ကြွညာဝင်တာဖြစ်ပါတယ်ကြည့်ရှုပေးရတဲ့ကြောင်ရှင်းတဲ့ကိုကျေးဇူးအထူးတင်ရှိပါတယ်အခုနွေရာသီမှာငါးလေးတွေများများဖောက်နိုင်ပါစေဖို့လို့လည်းဆုတောင်းပေးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်